န်းမတော့ကိုမြင်မှနှွေရောက်တာကိုသိတယ်အော်နှွေလားရာသီတွေလည်းပြောင်းသွားခဲ့ပေါ့အချိန်ခါတွေဒီနောင်သွားခဲ့လေချင်နာသူမို့အမတ်တရားရှိနေတယ်ယုံမှရင်တို့ဝေးလေပါခိုင်ချပေမဲ့အသေးကတံမိုးဆွဲရိုက်ခါထားထင်ရတဲ့အော်ဝေနာလားတေကြဝေဘန်သုံးတန်နေတော့ဇမတဲ့ကြိုးကညစ်ပေါ်ဘယ်လိုကူလို့ဖြတ်လို့ရမှာလဲ